င်ကြံစာတွေရမယ်ဗျိုဒီနေ့တင်ကြံမှာတခြားမင်းကြီးကလက်တစ်ဖက်စီပုံခုံကိုင်းလက်တစ်ဖက်ထီကိုင်းပြီးလမ်းလျှောက်ပြီးလူကြီးကိုစင်းမဲ့တယ်ဗျိုချင်းဝဲဖတ်တဲ့ဆောင်းတစ်ထောင်တင်ကြံအန်ချင်းရောက်ပြီလေတငယ်ချင်းတွေပဲသွားမလဲကားနဲ့သွားမလားစိတ်ကူးရင်စီမရှိတော့ဘာလို့မလဲကားဆိုင်ငယ်တွေတန်းစီနေစီဆိုင်ရှိမှဆောင်ရင်ပဲစီရတဲ့ချိန်တင်ကြံပြီးပြီဆိုတာပဲဟိုးနဲ့တွေ့လို့မနှက်နှက်ရှိမှမုံလုံးရေပေါ်စားခြင်းနဲ့မယုတ်သီးထိပြီးရေမောခဲ့အဲ့ဒီနေ့တွေသတိရတယ်လမ်းလျှောက်တင်ကြံကားမရှိလဲပြောလို့ရတယ်ရေကောဒီနေ့တော့လမ်းလျှောက်သွားမယ်လားစီစေးတွေတက်သွားပြီဝဲချင်တိုင်းလည်းမရဘူးလေဘတ်ဂျက်ထဲမှာမဆန်းတော့လမ်းလျှောက်တာပဲကောင်းမယ်နော်ကားမရှိတော့အနားမှာပဲလမ်းထဲမှာပဲရေလောင်းပြီးပျော်ရတာလည်းတစ်မျိုးလေးကောင်း DJ B နဲ့ဆိုင်ဝိုင်းတန်ပေါင်းဆက်ပြီးတော့ကခုံမယ် Kid the remix နဲ့ပဲမြန်မာ vibe ကိုထိန်းထားမယ်လမ်းလျှောက်တင်ကြံမြို့ထဲလမ်းလျှောက် party ဖြစ်လမ်းလျှောက်တင်ကြံပင်ပန်းပေမဲ့ happy ဖြစ်လမ်းလျှောက်တင်ကြံငယ်ချင်းတွေလက်တွဲထားရေဆိုပြီးတော့ရေမောကြဘူးဆိုရင်တော့ဘုံကြီးချောင်းကိုသွားလို့ရစိတ်တည်ငြိမ်အောင်နေပြီးတော့ကုသိုလ်ယူရင်ဘုံကြီးလိုက်တာကောင်းမယ်နော်